တင်းလာနေမွေးသူအားလုံးမင်္ဂလာပါ2025ဧပြီလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာပြောင်းလဲခြင်းနဲ့တိုးတက်ခြင်းတွေရှိတယ်။ရည်မှန်းချက်တွေကိုအကောင့်ထဲပေါ်ပြီးဘဝအောင်မြင်နိုင်တယ်။ခရီးကိစ္စအဆင်ပြေမယ်။အကြီးအကဲအမျိုးသမီးများအမေဖွားတော်တို့ရဲ့ချမ်းသာရေးကူဆက်ရမယ်။မထင်မှတ်ပဲခီးသွားနိုင်မယ်။ချမ်းသာအခန်းကိစ္စဝေရောက်ပြောဆိုဆောင်ရွက်ခြင်းတွေအောင်မြင်နိုင်မယ်။အရဝေးနိုင်ငံရခြားနဲ့ပတ်သက်တဲ့ကောင်းခြင်းသတင်းစကားနဲ့တိုးတက်ခြင်းများကိုကြုံတွေ့ရမယ့်အနေအထားရှိတယ်။ဘဝရည်မှန်းချက်နဲ့လိုလားချက်တွေအကုန်လုံးအောင်မြင်မယ်။တရက်နေ့မှာခရီးကံကောင်းမယ်ဥတီချက်ပြောင်းပြီးလှုပ်တာလေးတွေအဆင်ပြေမယ်။ကံကြမ္မာမြင်မာခြင်းနဲ့တိုးတက်ခြင်းရှိမယ်။နှစ်ရက်နေ့မှာဝေးကြီးကံကောင်းခြင်းလက်ပွင့်ခြင်းတိုးတက်ခြင်းကိုကြုံမယ်။မတော်တဆနေသတိထားရမယ်။အရှိရကိုဒီသွားစံနေရှိတဲ့မနေ့9နိုင်ခွဲနဲ့9နိုင်တွင်မှသတိထား။3ရက်နေ့မှာရံပတိဖက်ကရည်နဲ့ရင်ဆိုင်ပြီးမှလိုရပြည့်စုံမယ်။အလွယ်ရခြင်းဖြစ်ခြင်းမရှိဘူးတိုက်ခံတဲ့ရံနဲ့ရှင်ပြီးလုပ်ရမယ်။4ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ကိုချမှတ်ရမယ်။စလိုက်တဲ့ကိစ္စမှများထူးထူးခြားခြားကောင်းနေမယ်။5ရက်နေ့မှာအကျွေးမြီဟောင်းတွေပြန်တောင်းခံလို့ရတယ်။ရပိုင်ခွင့်တွေပြန်လဲတောင်းဆိုလို့ရတယ်။ခရီးကိစ္စအဆင်ပြေတယ်။6ရက်နေ့လက်ပွင့်ကံပွင့်ခြင်းနဲ့အလိုပြည့်စုံခြင်းတွေရှိမယ်။ရှီမန်းထားသည်များဆောင်ရွက်၍ထူးချိုးပေးတယ်။9ရက်နေ့မှာရှင်ပြိုင်မှုမှန်သမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းရဲ့နှစ်သာရကိုရရှိမယ်။ဒီတပတ်တာကာလအတွင်းမှာဇာတာပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကိုကောင်းကျိုးပေးမယ်။တနေ့ကနေ့တင်းလာမွေးသူတွေနဲ့ဆက်ဆက်၍စိတ်နှောက်ယှက်တွေကတိကောင်းနေဖြစ်ပေါ်ခြင်းကိုကြုံနိုင်ပါတယ်။နှစ်ခွန်ကိုကနန်းနေချိုးပေးတယ်။အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုသုံးပြီးလိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်။ဒီကာလအတွင်းထူးပြုဆောင်ရွက်နိုင်တဲ့ကိစ္စကတော့ဧပြီလ1ရက်နေ့တကူလာရဲ့ပထမဆုံးသောအင်္ဂါနေ့အဲ့ဒီမနေ့9နိုင်ချိန်မှာဘုရားစေတီရဲ့ဗုဒ္ဓတောင်မှာဗတောင်းညွန့်စနစ်ညွန့်သွားရောက်တင်ပြီးတော့အလိုရှိရာဆန္ဒပြုပါဒါတစ်နှစ်မှတရက်မှအဲ့ဒီတမနဲ့အဲ့ဒီချိန်မှာလုပ်ရဆူတောင်းပြည့်တဲ့ထူးခြားတဲ့နေ့တစ်ခုဖြစ်တဲ့လက်တွေ့သုံးချပြီးကောင်းခြင်းကံကြမ္မာကိုရယူနိုင်ပါတယ်ကျေးဇူးတင်ပါတယ်အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်ဧပြီလ1ရက်နေ့ကနေ9ရက်နေ့တော်တွင်မှာကောင်းသောကံတွေရှိတဲ့ရန်တိုက်ခံတွေနဲ့လည်းကြုံမယ်သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နှေးမယ်ကိုလိုချင်တဲ့ဖြစ်လို့တဲ့ကိစ္စတွေအကုန်လုံးကိုလည်းအတိုက်ခံတွေကြားထဲထိုးပေါက်ပြီးလုပ်ကိုင်နိုင်တယ်စာရွက်စာတမ်းငွေကြေးလက်ပြောင်းလက်တွဲသတိထားရမယ်ဂျားဝင်တာဝန်ယူခြင်းအာမခံခြင်းမပြုရအောင်သူများပြဿနာကိုပြဿနာဖြစ်ရန်တိုက်ခံတွေနဲ့တိတ်တိုက်တွေ့ရတဲ့ငွေကြေးပေးယူညှင်းပွားစရာတွေရှိတတ်တဲ့အတွက်ဝေပေးငွေကိစ္စမှန်သမျှသတိနဲ့ဆောင်ရွက်ရမယ်အခြေပြတာရေးတွေမှာလည်းမထင်မှတ်ထားတဲ့ပြဿနာသေးလေးရနေကြီးစားပြဿနာတွေဖြစ်ကူးပြောင်းတတ်တယ်ခရီးကိစ္စစီစဉ်လို့အောင်မြင်နိုင်နေ့ကတော့ရန်တိုက်ခင်နေရှင်ပြီးလောက်ရတဲ့နေ့အရာရာသတိထားတဲ့နေ့ဖြစ်တဲ့နေ့ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံဘဝကံတိုးတက်မယ်အပြောင်းလဲတွေနဲ့ပတ်သက်တဲ့ကိစ္စစီစဉ်ဆောင်ရွက်အောင်မြင်နိုင်တယ်အရှိရကိုတီသွားစရာနေရှိတတ်တာသတိထားမယ်မနေ့9နိုင်ခွဲနဲ့9နိုင်ကြာသတိထား3ရက်နေ့မှာရန်ပတိဘက်ကနေနဲ့အောင်မြင်ခြင်းတွေကိုဖောက်ထွင်းပြီးတော့လုပ်ကိုင်နိုင်တဲ့ကံအရာရာဆင်ပြောင်ဆောင်ရွက်နိုင်တဲ့အခွင့်အရေးတွေရှိလာမယ်4ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်ငွေကြေးကလုပ်ငန်းကဘဝကတိုးတက်မယ်စီးပွားကထူးကောင်းမယ်မတင်မှဘဲကိုငွေကြေးဝင်လိမ့်မယ်5ရက်နေ့မှာအတိုက်ခံအမတန်များမယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်ဂတိပြတ်တဲ့သူတွေနဲ့တွေ့တတ်တယ်6ရက်နေ့မှာပေါ်ပေါက်လာတဲ့ခွင့်ရည်တွေကိုယ့်တဲ့အမတန်ကောင်းတယ်လမ်းကြောင်းသစ်နဲ့ထိုးပေါက်ပြီးတိုးတက်သွားမယ်ဆုံးဖြတ်ချက်မှန်လိမ့်မယ်9ရက်နေ့မှာအကျွေးဟောင်းပြန်တောင်းလို့ရတယ်ခီးသွားလို့အဆင်ပြေမယ်သွားနေကြဖို့တဲ့နေရာတစ်ခုကိုရောက်သွားလိမ့်မယ်ထူးခြားတဲ့ကံကြမ္မာကောင်းတွေပေါ်ထွန်းလာလိမ့်မယ်ဒီတပတ်တာကာလအတော်အတွင်းမှာဇာသပတိနေ့ဗုဒ္ဓဟူးနေ့သောကြာနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့ကနေမွေးသူများကြောင့်စိတ်နှောက်ယှက်ဖြစ်မယ်တင်ငါကိုကနန်းနေချိုးပေးတယ်အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်နိုင်တယ်အင်္ဂါနေ့မွေးသူတွေအတွက်တကူးလာရဲ့ပထမအဦးဆုံးအင်္ဂါနေ့ဧပြီလ1ရက်နေ့မနေ့9နိုင်ချိန်မှာဗတောင်းညွန့်12ညွန့်ဖျားစေတီရဲ့ဗုဒ္ဓတောင်မှာမနေ့9နိုင်အချိန်တိတိကျကျသွားရောက်ပြီးတော့တင်ပြီးတော့အလိုရှိရာဆန္ဒပြုအဲ့ဒီဆူတောင်းနေမလွဲဧကတိချမှုကြပြည့်စုံနိုင်မယ်ကျေးဇူးတင်ပါတယ်ဗုဒ္ဓနေ့ဝေသူအားလုံးမင်္ဂလာပါ
2025 ခုနှစ်ဧပြီလ 1 ရက်နေ့ကနေ9 ရက်နေ့တောအတွင်းမှာပြောင်းလဲမှုနဲ့တိုးတက်မှုတွေရှိတယ်ရည်မှန်းချက်တွေအောင်မြင်မယ်ဆုံးဖြတ်ချက်မှန်မယ်လုံးသမျှထူးခြားတဲ့တလန်းနဲ့အောင်မြင်သောအကံခွင်လန်းတွေကိုပိုင်ဆိုင်ဖန်တီးခွင့်ရှိတယ်ဒီကာလအတွင်းမှာစတင်လိုက်တဲ့ကိစ္စတွေကထူးခြားတဲ့အနာဂတ်ရဲ့အနှစ်သာရတွေကိုရရှိမယ်အပြောင်းလဲသစ်ရှိမယ်နေရာသစ်ဝန်းကျင်သစ်တွေနဲ့ပတ်သက်တဲ့တွားရောက်ခြင်းနဲ့အကျိုးပေးခြင်းကိုရရှိလိမ့်မယ်။ဒါနမထင်မှတ်ပဲပြုရလိမ့်မယ်။ဆောင်ရွက်တဲ့ကိစ္စရဲ့ကံအကျိုးပေးမှုကိုတရက်နေ့မှာကြုံမယ်။အရာရာကောင်းသောနေထားရှိမယ်။နှစ်ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်ရခြင်းငွေကြေးကံကောင်းခြင်းလက်ပွင့်ခြင်းတွေရှိမယ်။မတော်တဆထိခိုက်မှန်တွေကျူးဆက်ရမယ်။အရှိရကုန်တီသွားစရာနေရှိတတ်တဲ့မနေ့9နိုင်ခွဲနဲ့9နိုင်တွင်သတိထားရမယ်။3 ရက်နေ့အရာရာကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းရှိမယ်။ရည်မှန်းချက်တွေကိုလက်တွေ့ကြိုးပေးနိုင်တယ်။ဆောင်ရွက်လို့ကြိုးရှိမယ်။4 ရက်နေ့မှာအပြိုင်ဆိုင်မှန်သမျှကိုကျော်လွှားပြီးဘဝတိုးတက်မှုရဲ့နှစ်သာရကိုရမယ်။ဝေချေကံကောင်းမယ်။5 ရက်နေ့ကသူများပြဿနာကိုပြဿနာဖြစ်တတ်တယ်။စေတနာဝေဒနာဖြစ်တတ်တယ်။6 ရက်နေ့အလူမင်္ဂလာကိစ္စပါဝင်ရလိမ့်မယ်။မြေတားရေးစမ်းပွင့်နေမယ်။မိသားစုနဲ့ပတ်သက်တဲ့ကောင်းသောသတင်းတိုးတက်မှုတွေရှိမယ်။9 ရက်နေ့မှာမထင်မှတ်ပဲအပြောင်းလဲမှုတွေရှိလာမယ်ခီးကောင်းနေမယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံးစည်းခြင်းကြိုးပေးခြင်းကိုကြုံမယ်တနင်္လာနေ့ကနေဗုဒ္ဓနေ့မွေးသူတွေတပတ်တာအတွင်းကောင်းစွာကိုယ်ကိုအကျိုးပြလိမ့်မယ်တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောက်ယှက်တွေရှိရလိမ့်မယ်တတိထားပြီးဆက်ဆံရမယ်သူတို့ကိုတလေးကိုကနန်ကြိုးပေးတယ်အဝါလိမ်မော်ရွှေရောင်တို့ကိုသုံးပြီးတော့အလိုရှိရကိစ္စတွေဆောင်ရွက်နိုင်တယ်ကောင်းခြင်းကံကြမ္မာနဲ့တိုးကြတဲ့တိုးတက်မှုတွေကိုရရှိစေဖို့အတွက်တနှစ်မှာတရက်မှာတမနဲ့ဧပြီတရက်နေ့မနေ့9နိုင်အချိန်မှာဗုဒ္ဓတောင်မှာသွားပြီးတော့ပတောက်12ညွတ်တင်လိုရာဆူတောင်းပြည့်ကိုပြည့်မယ်အဲ့ဒီနေ့အဲ့ဒီအချိန်ကာလကိုစနစ်တကျသုံးနိုင်ရင်အနာဂတ်တစ်နှစ်ကိုယ့်လက်ထဲရောက်ပြီကိုအောင်မြောင်ဆောရနိုင်ပြီ